မင်္ဂလာပါထိုင်းနိုင်ငံမှာ language school တက်ရင်15လ ED visa နဲ့နေဖို့စီစဉ်နေတဲ့လူတွေသိထားတဲ့အချက်3ချက်နံပါတ်1ကျောင်းလာကအပေါင်း15လ visa ကုန်ကျစရိတ်ဘယ်လောက်လဲနံပါတ်2 15လ visa နေထိုင်ခွင့်ကိုကိုယ့် passport ထဲမှာဘယ်လိုပုံစံပေးတာလဲနံပါတ်3 language school ED visa ကိုဘယ်လိုလူတွေပို့ပြီးတော့ရှောက်တင်လဲနံပါတ်1ကျောင်းလာကအပေါင်း15လ ED visa ကုန်ကျစရိတ်ကဘန်ကောက်ကကျောင်းတွေမှာတော့ပြန်မြအားဖြင့်ဘတ်46,000ကနေ49,000ဝန်းကျင်ရှိပါတယ်။ကိုအပ်တဲ့ကျောင်းပေါ်မူတည်ပြီးအနည်းငယ်ကွာခြားချက်ရှိနိုင်ပါတယ်။နံပါတ်2 15လ visa နေထိုင်ခွင့်ကိုဘယ်လိုပုံစံမျိုးပေးတာလဲ။15လဆိုပြီးကို passport ထဲမှာတစ်ခါတည်းထုပေးလိုက်တာမျိုးမဟုတ်ပါဘူး။ပထမဆုံး3လဒုတိယ3လတတိယကျင်း6လနဲ့နောက်ဆုံး3လဆိုပြီးခွဲပေးတာပါ။ကျောင်းတစ်ခုနဲ့တစ်ခုဗီဇာပေးပုံချင်းကွာခြားနိုင်ပါတယ်။ဒီနေရာမှာအရေးကြီးတာတစ်ချက်ကကိုပေးထားတဲ့ passport တွေကတက်တန်းမကုန်ခင်တစ်လအလိုကတည်းကကိုကကျောင်းကိုနောက်လမှာတက်တန်းတိုးရမယ့်အကြောင်းကိုကကြိုပြီးပြောပြရမှာပါ။ဒါမှကျောင်းကစာရွက်စာတမ်းတွေကြိုစီစဉ်ပေးနိုင်မှာဖြစ်တဲ့အတွက်နောက်ထပ်တက်တန်းတိုးရမယ့်ရက်ကိုကြော်မသွားမှာပါ။အကယ်၍ကိုကမင်းနေလို့ကြိုမပြောမိတာနီးကပ်မှာပြောမိတာမျိုးဆိုရင် immigration မှာတက်တန်းတိုးရက်ကြော်သွားတတ်ပြီးနောက်ကျရက်ဖို့ဒဏ်ကြေးကိုကပေးဆောင်ရမှာပါ။ဒါကြောင့်တက်တန်းတိုးရမယ့်ရက်ကိုကိုဘက်ကမမေ့မလျော့တစ်လလောက်ကြိုပြောပေးပါ15ရက်လောက်ဆိုရင်လည်းထပ်ပြီးတော့တတိပေးပါနီးရင်ထပ်မိတာမျိုးလုပ်ပေးပါဒါမှဒုတိယအကြိမ်တက်တန်းတိုးရက်ကိုမကြော်သွားမှာပါဒုတိယကြိမ်တက်တန်းတိုးတဲ့အခါမှာ90 day report လုပ်ဖို့အတွက်ရက်ကိုလည်းသူတို့ကကက်ကလေးနဲ့ပေးလိုက်ပါတယ်။အဲ့ဒီခါမှာ90 day report ကိုလည်းလုပ်ဖို့မမေ့ပါနဲ့နော်။နံပါတ်3 language school ED visa ကဘယ်လိုလူတွေအတွက်ပိုတင်တော်လဲ။ language school ED visa ကတတိယနိုင်ငံကူးဖို့ပြင်ဆင်နေတဲ့လူငယ်တွေမြန်မာနိုင်ငံမှာတက္ကသိုလ်မပြီးခဲ့လို့ထိုင်းကတက္ကသိုလ်တစ်ခုခုကိုပြောင်းတက်ဖို့စီစဉ်နေတဲ့လူငယ်တွေdigital freelancer တွေနဲ့ထိုင်းနိုင်ငံမှာနေထိုင်ခြင်းတဲ့အသက်50အောက်လူလက်ပိုင်းတွေအတွက်တင်လျော်တဲ့ visa မျိုးစားပါ ED visa ကင်ဆောင်ထားတဲ့လူတွေကထိုင်းမှာတရားဝင်အလုပ်လုပ်ပိုင်ခွင့်မရှိပါဘူးအလုပ်ရသွားရင် visa ပြန်ပြောင်းဖို့လိုပါတယ်ကျောင်းရွေးတော့မယ်ဆိုရင်နံပါတ်1ကိုအမဲ့ကျောင်းကဗီဇာရဖို့အာမခံချက်ရှိမရှိသေချာစုံစမ်းပါနံပါတ်2ကိုနေတဲ့နေရာနဲ့နီးတဲ့ကျောင်းကိုရွေးပါဒါမှသွားရလာရစေတက်တာပြီးလူလည်းမပင်ပန်းပဲကျောင်းတက်ရဖို့အဆင်ပြေမှာပါအားလုံးအဆင်ပြေကြပါစေ